ဆိုတာနဲ့ဒီလိုလန့်သွားတာလေမပြောနေလေဗျာဒီမှာကလေးနဲ့သမင်းစားရတွေ့လားချမ်းပင်ပေါ်ဟာလဲကောက်စားတယ်စပွဲပေါ်ဟာလဲကောက်စားတယ်အကုန်ကောက်စားရအင်တာတက်ပြီဆိုလဲကလေးကလာပြီးအထူးတစ်ပြစ်သမီးလေးတို့ဖေအမကျုပ်ကြိုကြီးမသွားပြီအဲ့ဒါဘယ်မှာတော့အပြစ်ချထားနေခဏကြာလိုက်ကောက်စားရအောင်မချမ်းပင်မှာနေဟိုမှာကတယ်ဟိုမှာလဲလုံနေပြီအဲ့ဒါကျုပ်ကြော်နဲ့မန်နဲ့ဘာမှဆိုင်တော့တမီးဟဲ့ကောင်းပါလားဒီလိုပဲကို့အခြေအနေနဲ့ကိုပေါ့နော်ကျွန်တော်အမော့ပြေရင်တော့ကျွန်တော်မိန်းမတောင်းဆိုနေတဲ့နောက်တစ်ယောက်ဆိုတာကြီးကဖြစ်ရင်ဖြစ်လာမှာပေါ့ဒါပေမဲ့လောလောဆယ်အခြေအနေထိတော့ကျွန်တော်ကအမောမပြေသေးဘူးအဲ့ဒါကြောင့်မို့မယူသေးဘူးတအိမ်လုံးမှာလင်မယားနှစ်ယောက်ပဲရှိရနောက်လက်ကြည့်ရင်ဘယ်သူမှမရှိဘူးကြိုးထောက်နောက်ခံလည်းမရှိဘူးနောက်လက်ကြည့်လိုက်နေကျိုးပြင်းနဲ့တင်ပါပဲရှိရအဲ့ဒါအမှန်ပဲအဲ့ဒါကြောင့်ဒီလိုလုံးပန်းနေရကျိုးထောက်နောက်ခံမရှိဘူးဆိုတာလေငါတို့နှစ်ယောက်ပဲအရန်နေဟုတ်တယ်လို့နဲ့အိမ်ခွင်းနေသွားလေအေးလေငကူတဲ့တိုးတိမ်ထိုးထောင်မဲ့ပလတ်စတစ်ကေးမှာပဲဖြစ်ဆိုမှငါတို့နှစ်ယောက်ကြွသွားလေ